အမခီးထွက်နေတော့အမတင်တန်းသူတယောက်ကအမကိုတစိမ့်လုတ်ချင်တဲ့တီချဲလို့လှမ်းပြောတော့အမကတော့ဟိုရှေဝေးတွေမရှင်းပြဖြစ်ပဲနဲ့ပေါ့နော်ရော့ဒီမှာဒီလိုတွားလို့ဆိုပြီးတော့မှဘဲစိမ့်ဘလို့တွားလို့ပေါ့ရန်ကုန်အမညွန်လိုက်တယ်ပေါ့ညွန်လိုက်တော့ခါကျတော့ဟိုမှာရောက်တော့ခါကျတော့တစိမ့်ကို2000ယူရမယ်ပေါ့နော်2000ယူရမယ်ဆိုတော့ expire date ကဘလို့ရိတ်ရမလို့တီချဲတဲ့လှမ်းမေးလာလို့အဲ့ဒီ expire date ရိတ်တဲ့ကိစ္စကိုခဏထားပြီးတော့မှအမကသူ့ကိုပြောပြစရာရှိတဲ့ဥစ္စာကိုဒီဗီဒီယိုတစ်ခါတည်းရိတ်လိုက်တာအဲ့ဒီကလေးမကိုလည်းအမဒီဗီဒီယိုပို့မယ်ပြီးလို့ရှိရင်ဒီမှာ page ပေါ်မှာလည်းတင်ပေးလိုက်မယ်ပေါ့ဒါအကုန်လုံးလည်းသိဖို့လိုတယ်လေနော်ဆိုတော့အကုန်လုံးသိဖို့လိုတယ်ဆိုတာဘာလဲဆိုတစိမ့်လုတ်တဲ့ခါကျရင်ဟို offset တွေသွားတာတို့ဘာတို့သွားတာတို့ဆိုလို့ရှိရင်တစိမ့်စိန်တွေရန်ကုန်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကဓာတ်ပေါက်မိုးပါထဲတွက်တာတစိမ့်ကဥပမာအမတို့ခေါင်းလျှော့ရည်ဘူးလို့မျိုးအလုံးကြီးဆိုလို့ရှိရင်တော့အမတို့က4000ပတ်ချလဲပတ်လိုက်တာပေါ့ပြီးသွားပါပေါ့အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့ဘူးပေါ်မှာနမူနာပြောပြတာဘူးပေါ်မှာအသေးပုံအရာလေးပါတယ်ဆိုရင်အဲ့ဒီအသေးပုံအရာလေးမှာကွက်တီကတ်မှာလှတာဘူးအပေါ်မှာဘဲဥပုံလေးပါတယ်ဆိုရင်ဘဲဥလေးလုတ်ပြီးတော့မှကတ်မှာလှတာအဲ့ဒီနေရာမှာအခုအမတို့ဟိုဗာလဲအမတို့ပကံစည်းဆက်ပြဆိုလို့ရှိရင်ထိတ်ချွန်လေးမိုးရစ်ဇက်ပုံစံမျိုးလေးမိုးရစ်ဇက်ပုံစံလိုမျိုးလေးအရာလေးလုတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအရာတိုင်းကတ်မှာလှတာအရာပါတဲ့ဘူးလေးမှာကို4000လို့နော်အဝိန်းတို့တွက်ကတ်လို့မလှအဲ့တော့ခါကျတော့ဒစိမ့်စိန်ကိုသွားပြီလားဆိုဒီ offset တွေကိုသွားပြီလားဆိုလို့ရှိရင်သူတို့တွေကနေပြီးတော့မှခုနကပြောသလိုပေါ့ခုရ2000မှာ2000ယူရမယ်ခုရ2000ယူရမယ်ဘာလို့လဲဆိုအဲ့ဒီ2000ယူမှာသူတို့လုတ်တဲ့ဓာတ်ပေါင်ဖိုးကြည့်မှာနော်အထာလေးတွေရှိတယ်နော်အဲ့တော့ပြောပြအောင်မယ်အဲ့တော့အမှန်တော့ဒီဥစ္စာကတော့ဒါနော်အမမပြောလဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပြောပြတာကဘာကြောင့်လဲဆိုတော့ကိုကမှဒီတစိမ့်ကိုဒီဘူးတစိမ့်ကိုတက်လုံးသုံးတော့မယ်လို့စိတ်ကူးတဲ့ဆိုရင်အဲ့ဒီဘူးပေါ်မှာကတ်ဖို့အတွက်ကိုတစိမ့်လုတ်တဲ့ဓာတ်ပေါင်လို့ခေါ်တဲ့ဥစ္စာကိုပိန်လုတ်လိုက်မဟုတ်လေသူတို့အဲ့ဒီတစိမ့်ဖိုးပေါ်မှာအဲ့ဓာတ်ပေါင်ဖို့အတွက်ယူပြီးတော့အဲ့ဒီဓာတ်ပေါင်ကိုသူတို့တင်ထားလိုက်တာသဘောကငါပြောလိုက်ပြီသူများရဲ့လျှို့ဝှက်ချက်ကလေးကိုပြောပြတာပေါ့အဲ့တော့ကိုဓာတ်ပေါင်ကိုလုတ်လိုက်ကိုဓာတ်ပေါင်ကိုလုံးလိုက်တယ်ဆိုလို့ရှင်သူတို့ကလည်းအဲ့ဒီဓာတ်ပေါင်ဖိုးကိုထည့်တွက်ထားပြီးပထမတော့ဆုံးတစ်ခေါက်ကဒီလောက်ကြာမှနောက်အခေါက်တွေကဒီလောက်မကြတော့ဘူးလို့ပြောတာ။ဘာကြောင့်လဲဆိုအဲ့ဒီဓာတ်ပေါင်ကအမှန်ကိုဥစ္စာမဟုတ်ဘူးလား။ကိုရဲ့ဓာတ်ပေါင်ကိုသူတို့ကကောက်သိမ်းထားလိုက်တာ။သဘောကအဲ့တော့ကိုကဒီပုံစံကိုအမြဲတမ်းသုံးမဲ့စိတ်ကူးလဲဆိုဓာတ်ပေါင်တက်လုတ်လိုက်။အဲ့ဒီဓာတ်ပေါင်ကိုယူသိမ်းထားလိုက်။ကိုလှုပ်ထစ်ချင်တဲ့အချိန်ကျအဲ့ဒီဓာတ်ပေါင်နဲ့ကိုသွားပြတ်အပ်ဓာတ်ပေါင်တို့ဒီပေါ့နော်ဓာတ်ပေါင်တို့နောက်ပြီးလို့ရှင်ဒီအမတို့တစိမ့်ထုတ်တဲ့ဖလင်ပြားတို့ဆိုတာကိုလေကိုတိုင်သိမ်းထားတဲ့ဆိုလို့ရှင်ကိုကဒီ offset ပဲသွားနေရမယ်လို့မဟုတ်ကိုရဲ့ဓာတ်ပေါင်နဲ့ကိုရဲ့ဖလင်နဲ့ကိုသိမ်းထားလိုက်တယ်ဆိုရင်ကိုကြိုက်တဲ့ offset ကိုသွားပြတ်အပ်လို့ရတယ်လို့ကိုကြိုက်တဲ့ဓာတ်ပေါင်ရိတ်တဲ့စီကိုရဲ့ဓာတ်ပေါင်နဲ့သွားပြတ်အပ်လို့ရတယ်တဘောကလေအဲ့ဒါကအမှန်သူများရဲ့လျှို့ဝှက်ချက်ကျမပြောပြနေတာနော်အဲ့တော့ဟိုပြီးလို့ရှိရင်ဒစိမ့်ပေါ်မှာတဲ့တင်တန်းသူမေးတာအဲ့ဒီကိစ္စမေးတာမဟုတ်ကျမဒါကြုံလို့ပြောပြတာအဲ့ဒီရဲ့ဒစိမ့်ပေါ်မှာတဲ့ expire date ဘယ်လိုရိုက်ရမလဲတီချဲတဲ့ဒစိမ့်ခုရေ2000ဆိုတာကအခုမှစားတဲ့သူတွေအတွက်ကများတယ်လို့ပြောလို့ရတယ်တွက်ကုန်မလားဖြည်းဖြည်းမှကုန်မလားဆိုတာကလည်းမသေးကြဘူးအဲ့တော့ဒစိမ့်ရိတ်ဆရာရှိရိတ်ထား expire date နေရာလေးမှာ expire ဆိုတဲ့ဥစ္စာလေးကိုခြံထားသို့မဟုတ်ဘယ်နေရာမှာရိတ်မယ်ဆိုတာကိုကမှန်းလိုက်လို့ရတယ်အဲ့တော့ expire date ကိုတခါတည်းထည့်မရိတ်ဖဲနဲ့အမတို့ဆက်ကလေးတစ်ခုဝယ်လိုက်မှပဲရမှာ2သိန်း3သိန်းအနည်းဆုံးအဲ့လိုဆက်ကလေးဝယ်ပြီးတော့မှ expire date ကိုကိုကနန်းရေးပြီးတော့မှရိတ်ပြီးတော့မှရောင်းလို့ရတယ်နော်လုပ်ငန်းစအခုမှစမဲ့သူတွေကခါကြတော့ဒစိမ့်တဲ့အကုန်လုံးကို expire date ရိတ်ထားလိုက်ပြီးလို့ရှိရင်အဲ့ဒီအတော်အတွင်းမှာမကုန်သည်ဖြစ်စေအဲ့ဒီအတော်အတွင်းနဲ့နီးလာတဲ့ date တွေဖြစ်သွားရင်ဘယ်လိုလုပ်ကြမလဲနော်အဲ့ဒါပြောပြတာအဲ့ဒီဒစိမ့်မှာတခါတည်းရိတ်တယ်ဆိုတဲ့ဥစ္စာတွေကခါကြတော့တအားနဲ့လုပ်ငန်းကြီးတဲ့သူတွေတောင်မှအခုအမတို့ဒီပေါ့နော်ဟိုဟာတွေဆိုလို့ရှိရင်တောင်မှနောက်မှလက်ရိတ်တဲ့ expire date တွေနဲ့ပဲရိတ်ကြတာအဲ့တော့အဲ့ဒါလေးကအမတင်တန်းသူကိုအမရှင်းပြချင်တဲ့ဥစ္စာကိုဗီဒီယိုတခါတည်းရိတ်လိုက်တာအကုန်လုံးလဲတည်သွားအောင်လို့တခါတည်းပြောပြပေးလိုက်တာနော်အဲ့တော့ဓာတ်ပေါင်လုတ်တဲ့ဥစ္စာကိုမန္တလေးမှာဆိုရင်တော့ဘယ်မှာလုတ်ပါဆိုတာညွှန်ပေးလို့ရတယ်ရန်ကုန်မှာဆိုရင်တော့ဘယ်မှာလုတ်ပါလို့ညွှန်ပေးလို့တော့မရဘူး
အမမသိဘူးပေါ့လေမသိဘူးဆိုတာအဲ့ဒီလောက်တဲ့သူတွေနဲ့မသိဘူးဒါပေမဲ့အဲ့ဒီဒစိမ့်စိန်နေမှာတခါတည်းပြောလဲရတယ်ဓာတ်ပေါင်ကဘယ်လောက်ကြတာလဲဒစိမ့်ကဘယ်လောက်ကြတာလဲအဲ့တော့ဓာတ်ပေါင်ကိုကျမတက်လှုပ်လိုက်မယ်ပြီးရင်ကျမယူလိုက်မယ်ကျမယူထားလိုက်မယ်အဲ့ဟိုဟာလှုပ်တဲ့ဥစ္စာကတော့ဒစိမ့်ဖိုးကတော့ကျမတက်ရှင်းမယ်အဲ့ဒီလိုမျိုးလေးတစ်ချက်ပြောကြည့်ရင်ပြောကြည့်ဓာတ်ပေါင်ကကိုအပိန်ဖြစ်သွားပြီဆိုကိစ္စပြတ်သွားပြီဘလို့ပဲဖြစ်ဖြစ်သူတို့အဲ့ဓာတ်ပေါင်ဖို့ထည့်ပေါင်းတာပဲနော်ကျမတင်တန်းသားတွေကိုကျမကလက်တွေ့တင်တန်းဆိုလဲတရက်ပြတ်တင်တန်းပြီးမဲ့ online class ဆိုလို့ရှိရင်လည်း online class ဆိုပြီးမဲ့နောက်ဆက်တွဲဒီလိုကိစ္စတွေကိုကျမကအခုဒါဗီဒီယိုရိုက်လိုက်လို့နော်မဟုတ်ဘူးဆိုလို့ရှိရင်ကျမတယောက်ချင်းလာပြောသမျှကိုကျမဒါတွေအကုန်ရှင်းရတာထားပါတော့15မိနစ်ကြာမယ်နာယူဝက်ကြာမယ်ဒါကိစ္စရက်တစ်ခုပဲရှိသေးတယ်အခုကားသွားရင်လည်းလမ်းသွားရင်မှပြောနေတာဆိုတော့အခုကျမတို့တင်တန်းကတရက်ပြတ်ဆိုပေမဲ့လေနောက်ဆက်တွဲလောက်ရမယ့်ကိစ္စတွေဒါကိစ္စရက်လေးသေးလေးတစ်ခုပဲရှိသေးတာနောက်ထပ်ထုတ်လုပ်ခွင့်လိုင်စင်တွေ logo မှပုံတွေဘူးစိတ်ရုံကဘယ်မှာလဲဘာညာကွက်ဒါတွေလာအောင်မလာသေးတာကျမအဲ့ဒါတွေကိုရှင်းသွားတာအဲ့တော့ကျမတို့တင်တန်းတင်ပြီးပြီလားဆိုလို့ရှင်ရော့သွားနေလို့ကြိတ်တလို့ရှားဆိုပြီးတော့မှကုန်ချမ်းစိတ်တွေရဲ့လိပ်စာကတ်တွေကိုပဲကျမဓာတ်ပုံပို့ပေးနေတဲ့မိန်းမကြီးမဟုတ်ဘူးကျမတို့တင်တန်းပေးတဲ့ဆိုတာကနော်ကျမတို့တင်တန်းပေးတဲ့ဆိုတာတာဝန်ယူမှုတာဝန်ခံမှုဆိုတာဒါကိုပြောတာအခုကျမဒီဓာတ်ပေါင်ကိစ္စကိုကျမမပြောဘဲနဲ့နေလိုက်လို့ရတယ်ကဲသူတို့တော့နားအေးသွားငါဒီမှာတက်လုံးလိုက်လို့ပြောလိုက်ပြီးသွားဆိုပြီးတော့နေလိုက်လို့ရတာပေါ့ဒါပေမဲ့ဒါကျမကဒီလိုမျိုးလေးလုပ်ရင်တော့ကဲကိုတင်တန်းသားတွေရေရှည်တက်တာဖို့ရေရှည်မှာဘလို့လေးလုံးရင်အဆင်ပြေတယ်ဆိုတဲ့ဥစ္စာကျမတို့ကနောက်ကနေဒီလိုမျိုးဝန်ဆောင်မှုတွေကဒါတေးလေးပဲပြောပြသေးတာအများကြီးရှိသေးတယ်နော်အဲ့တော့လက်တွေ့တင်တန်းလာမတက်နိုင်တဲ့သူတွေက online class တွေရှိတယ်ဒါပေမဲ့ရန်ကုန်ဆက်ပြလက်တွေ့တင်တန်းကိုကျမတို့ကစေတနာနဲ့ဆင်းတင်တာ online ကတင်လဲကျမဒီပတ်စံပဲလက်တွေ့တင်တန်းတက်လဲကျမမောရအောင်အဖက်တင်သေးတယ်ဒါပေမဲ့ကျမတို့ကတချို့တွေကခါကြတော့ online ကနေတင်တာမတက်ဘူးထင်တယ်လက်တွေ့မြင်ချင်တာလက်တွေ့တင်ချင်တာနော်အဲ့လိုလူတွေအတွက်ကျမတို့ကလက်တွေ့တင်တန်းဖွင့်ပေးတာနန်းသားတွေကိုစာအုပ်ဖို့ပြန်ပေးတာနေ့လယ်စာစီစဉ်ထားတာညနေတင်တန်းဆင်းတဲ့အချိန်မှာပစ္စည်းတွေကိုယူပြန်ပေးတာကျမတို့အခန်း5ခန်းကျမတို့ဟိုတယ်ခတွေကားစီဖိုးတွေမပါသေးဘူးနော်ဟိုတယ်ခတွေကားစီဖိုးတွေမပါသေးဘူးကျမတို့အတားတွေကိုကျမတို့ကအကုန်လုံးလုပ်ပေးတာဖြစ်တဲ့အတွက်စဉ်းစားကြည့်လေတန်တယ်မတန်ဘူးเนาะရန်ကုန်မှာဆက်ပြတင်တန်းရှိတယ်ဆက်ပြတင်တန်းစိတ်ဝင်စားတဲ့သူတွေကတင်တန်းကြီးတက်ဝက်လွယ်ပြီးတော့မှ confirm လုပ်ထားပေးရတယ်တန်းကြီးတက်ဝက်လွယ်ပြီးတော့ confirm လုပ်ထားပါအမြန်ဆုံးအပ်ထားပါလူပြည့်မြန်ပါတယ်တင်မာတွေကပကံဆေးဝေးလျှော်ရေချိုးတဘာဝရှမ်ပူဆက်ပြခဲ့ဖူဂျီလိုဆက်ပြခရင်လက်တွေ့တင်တယ်ပြီးရင် line class တွေကို free pay join လိုက်တာအဲ့ထဲမှာလက်ဆေးဆက်ပြကောမှန်ကြည့်စီရောထပ်တွေ့ရမယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေကအမြန်ဆုံးအပ်ထားကြမနက်၈နာရီခွဲအရောက်မနက်9ညနေ9တရက်ပြတ်တင်တယ်ခုနပြောသလိုပဲတရက်ပြတ်ဆိုပြီးတော့မတက်မှာတက်ပါမလားစီးများတယ်အဲ့လိုလူတွေဆိုမတက်တော့နဲ့ဟုတ်တယ်အဲ့လောက်ထိလှုပ်ပေးနေတဲ့ဥစ္စာကိုမှမတက်ဘူးထင်နေဆိုရင်တော့ဒါကိုယ့်ရဲ့ညံရင်နဲ့စိန်သွားပြီအိမ်ကျူနဲ့စိန်သွားပြီနော်အဲ့တော့စိတ်ဝင်စားတဲ့သူတွေအထားကြပါလို့ပြောချင်ပါတယ်နော်နေ့လည်စာစီစဉ်ထားတဲ့စာအုပ်စီစဉ်ထားတဲ့ညနေယူပြန်မဲ့ပစ္စည်းလေးစီစဉ်ထားတယ်ဒါကြောင့်မလို့တင်တန်းကြီးတစ်ဝက်ကို confirm လုပ်ရပါတယ်ဘာလို့ပဲဖြစ်ဖြစ်တင်တန်းကိုရောက်အောင်လားကျမနဲ့တွေ့လို့နောင်တရတယ်ဆိုတဲ့သူမရှိစေရအောင်ဒါကျမဘက်ကအာမခံချက်အဲ့တော့ပြောနေကြစကားတိတ်မဲ့တင်တန်းမတက်ခင်မှာအမကိုယုံကြည်ပါတင်တန်းတက်ပြီးပြီဆိုကိုလည်းယုံကြည်မှုရှိပါ confidence ရှိတဲ့လူတစ်ယောက်ကလုပ်ငန်းတစ်ဝက်အလိုပြီးမြောက်တယ်အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင်တင်တန်းအထားကြပါဒီတစ်ခါတင်မှာတော့စမ်းချောင်းမြို့နယ်မှာဖြစ်ပါတယ်ရှင်အာရှတော်ဝင်စေရုံနဲ့နီလေးရှမ်းလက်မှတ်တိန်နဲ့လည်းနီးပါတယ်လို့เนาะစိတ်ဝင်စားတဲ့သူတင်တန်းအထားကြပါ